အနီက3ကန်နဲ့အတူကမ္ဘာဖလားဖွင့်ပွဲကိုစတင်လိုက်တဲ့မက္ကဆီကိုနဲ့ဆောက်အာဖရိကဒီပွဲမှာဒိုင်လူဂျီကအနီကတ်တွေဆွပြနေရောကျွန်တော်တို့ TV ကနေကြည့်နေတဲ့လူတွေပါအနီကတ်ထိမလားဆိုပြီးတော့ရင်တလန်းလန်းနဲ့စောင့်ကြည့်နေရတာပါဒီပွဲကကမ္ဘာဖလားဖွင့်ပွဲဖြစ်တယ်လို့တော်လေးနဲ့ကြီးကျယ်ခံထားခဲ့ပါတယ်ပွဲစားရတဲ့ Ancient Mexico ကပဲတောက်လျှောက်ဖိအားပေးကစားနေခဲ့တာဖြစ်ပြီးတော့ပွဲချိန်9မိနစ်မှာတော့ South Africa ရဲ့ကစားသမားရဲ့အမားကနေတစ်ဆင့် Mexico အသင်းကမ္ဘာဖလားရဲ့ပထမအဆုံးတွင်ကိုစတင်တည်ယူနိုင်ခဲ့တာပါကမ္ဘာဖလားဖွင့်ပွဲမှာပထမတွင်ကိုရဲ့အမားကိုပြုလုပ်ခဲ့ပြီးတော့အနီကပ်ပါထိခဲ့တဲ့ CO တွေအတွက်တော့စိတ်မကောင်းစရာပါပဲဒီပွဲရဲ့ South Africa ရဲ့ခြေစွမ်းကိုကြည့်ရမယ်ဆိုရင်ကစားသမားတွေဟာပုံမှန် 1-2 ဖက်စင်လေးတွေတော့မမှန်တာတွေ့ရပါတယ်မက္ကဆီကိုအသင်းကတော့ကစားကွက်ခြေစွမ်းအစရှိတဲ့အရာတွေဘာတစ်ခုမှပြောစရာမလိုအောင်အကောင်းဆုံးကစားသွားပြီးတော့အနိုင်ယူသွားခဲ့တာပါSouth Africa အသင်းတယောက်ရော့နေတဲ့အချိန် Raul Jimenez ကခေါင်းတိုက်တွင်းယူပေးခဲ့ပြီးတော့ဒုတိယဦးဆောင်ဂိုးနဲ့အတူအနိုင်ရလက်တေချာဆင်းမဲ့တွင်းကိုတွင်းယူပေးနိုင်ခဲ့တာပါကိုရီးယားအသင်းနဲ့ Czech Republic ကန်တဲ့အသင်းပွဲစဉ်မှာတော့ Czech Republic အသင်းကတော့ Arsenal အသင်းကိုအတော်လေးသဘောကျပုံရပါတယ်သူတို့အနေနဲ့ကော်နာတွေလက်ပစ်ဘောတွေကနေပဲဂိုးရအောင်ကြိုးစားခဲ့တာဖြစ်ပြီးတော့ဦးဆောင်ဂိုးလည်းလက်ပစ်ဘောကနေတဆင်ရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့68မိနစ်အရောက်မှာတော့ကိုရီးယားအသင်းကတော့လက်လပပခြေပေါက်ကိုတကိုးပြန်လဲတွင်းယူနိုင်ခဲ့ပါတယ်ခြေပေါက်ကိုရပြီးရတဲ့ကိုရီးယားအသင်းကဇက်တိုက်ဖိအားပေးကစားလာခဲ့ပြီးတော့ပွဲစဉ်မိနစ်80မှာတော့ဦးဆောင်ကိုရရှိပြီးတော့ငကိုးတကိုးဆိုတဲ့ရလဒ်နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်ကမ္ဘာဖလားဖွင့်ပွဲစဉ်မှာတော့မက္ကဆီကိုနဲ့ဆောက်ကိုရီးယားအခြေအနေကောင်းသွားတာဖြစ်ပြီးတော့ Czech Republic နဲ့ South Africa တော့မျှော်လင့်ချက်နေသွားပေမဲ့သူတို့တတ်နိုင်တဲ့အနေအထားမှာတော့ရှိပါသေးတယ်ဆိုတော့ပရိသတ်တွေအနေနဲ့ကမ္ဘာဖလားအဖွင့်ပွဲစဉ်တွေကိုကြည့်ရှုပြီးတော့ဘာတွေပြောချင်ကြံခဲ့သေးလဲဆိုတာ comment မှာဖြေခဲ့ပေးကြပါဦး